ကျွန်တော်1980ပြည့်လို့နှစ်တွေကိုပြန်ရောက်သွားခဲ့တယ်။စာမွေးပွဲမဖြေခင်တရက်အလိုမှာချန်ဖုံကပဲပုတ်ရည်တောက်ပြီးအပူကိုခံနိုင်အောင်လုပ်တယ်။မနှက်ပြန်စာမွေးပွဲဖြေရမယ်နော်ဒီပဲပုတ်ရည်လေးတောက်ထားပါ။ဒါကငါဘဝကိုဖျက်ဆီးပစ်ခဲ့တယ်။လူချန်ဖုံမင်းယူသွားပြီလား။ဟုတ်တယ်ငါယူသွားပြီလင်းပိုင်ဝေး။ဒီဟင်းချိုတွေကအိတ်စိနဲ့ငါမရဘူးလို့မင်းထင်နေတာလား။ငါ့ကိုလွတ်လိုက်စမ်း။ကဲပါဦး။မျက်လုံးဖွင့်ပြီးကောင်းကောင်းကြည့်စမ်းတာပါလေ။အာငါ့ကိုလွတ်လိုက်စမ်းချန်ဖုံးနေပါလုံးနေတာလေမြန်သူ့ကိုလွတ်လိုက်စမ်းစစ်သားဆိုတော့ရွာသူရွာသားညီကောင်မောင်နှမများဒီနေ့မှာကျွန်တော်အတွက်လူတိုင်းတက်တည်ခံပေးဖို့တောင်းဆိုချင်ပါတယ်ဒီအမျိုးသမီးကကျွန်တော်ရဲ့အရင်ဇနီးပါလွန်ခဲ့တဲ့အချိန်ကပဲပုတ်ရည်ထဲမှာအိတ်စိထည့်လိုက်တယ်မနှက်ပြန်စာမွေးပွဲကျွန်တော်မဖြေရအောင်လုပ်ချင်တာလားမင်းကတစ်သက်လုံးကိုဖျက်ဆီးပစ်ချင်တာလားသူလိန်ပြောတာပါကျွန်မမလုပ်ခဲ့ဘူးချန်ဖုံမင်းကကိုလက်ထက်ချင်တာမဟုတ်ဘူးလားဒီတော့ကျွန်မကိုမတရားဆွဆွဲလို့မရဘူးကွဲနေတဲ့ပကံလုံးကအိမ်ထဲမှာပဲရှိနေသေးပဲကျမ်းပြင်ပေါ်ကစေးမုံကလည်းမပြောဝင်သေးဘူးမြို့နယ်ကျမ်းမာရေးဌာနကိုသွားပါမုံညက်လားအိတ်ဆေးလားစစ်ကြည့်လိုက်တော့ပြတ်သွားပြီးတကယ်ပဲစေးထည့်ထားတာပဲဒါကအလွန်ရက်ဆက်တာပဲလင်းပိုင်ဝေဒီနှစ်တွေမင်းငါအိမ်မှာစားနေတာပဲခုငါ့ကိုဒီလိုလုပ်ရတာလားမင်းငါတို့လူအိမ်ရဲ့အဝတ်စားတွေဝတ်နေတယ်ငါကမင်းအတွက်ညဘက်တွေတဲတူပြီးပတ်စံရှာပေးခဲ့ရတယ်ဒါပေမဲ့မင်းကငါရဲ့အောင်မြင်မှုကိုဖျက်ဖို့ကြိုးစားနေတာပဲဒီအိမ်တော်ရေးဟာရှေ့လျားပြီးကိုယ်ကောက်တဲ့ခီးလန်းတစ်ခုပါအခုကစပြီးမင်းလန်းကိုမင်းလျှောက်ပါငါကောလိပ်ဝင်ခွင့်စာမွေးပွဲဖြေရတော့မယ်ငါကိုထက်စော်ကားရင်မင်းကိုဖိန်ရှုရွာကနေထွက်သွားရအောင်ငါလုပ်မယ်ဒီဘဝမှာတော့ငါကံကြမ္မာကိုငါကိုယ်တိုင်ဆုံးဖြတ်မယ်ငါကတခါမြင်ုံနဲ့မမေ့နိုင်ဘူးတကယ်ညံကောင်းတာပဲငါမြင်သမျှအရာအလုံးကိုမှတ်မိနိုင်စွမ်းတိုးတက်လာတယ်ကြောက်ကျိန်းနဲ့လင်းပိုင်ဝေးကစားပွဲကအခုမှအစပဲရှိပါသေးတယ်ကျွမ်းကျူဒီတဘဝမင်းကိုငါကာကွယ်ပေးရစေနှစ်ပေါင်း40ရှုပ်ထွေးမှုတွေနဲ့ဖြတ်တန်းခဲ့တယ်ကျွန်တော်ရဲ့ငယ်ဘဝအချိန်တွေကိုပြန်ရောက်သွားသလိုဒီဘဟုတုတကကြွားစရာဘာမှမရှိပါဘူးကြောက်ကျိန်းမင်းစာတန်းတွေခိုးသွားရုံနဲ့ပြီးပြီလို့ထင်နေတာလားဒါနဲ့ငါဘဝကိုခိုးယူလို့ရမယ်လို့ထင်နေတာလားဒီဘဝမင်းတို့ပိုင်ဆိုင်သမျှအားလုံးကိုငါနင်းချေဖြစ်မယ်။အိုးဒါကငါတို့ရဲ့ပါရမီရှင်ကြီးလူချန်ဖုံပဲလားကြာပြီးတော့မတွေ့တာ။မိမတယောက်ကိုအနိုင်ကျင့်ပြီးမှဘယ်လိုလုပ်ဆောင်မှုပဲဖြစ်ရတာလဲ။လူချန်ဖုံမင်းရဲ့ကံကိုအတင်းအကျပ်မလုံးနဲ့အမှတ်ပြရရင်တော့ငါမှလည်းမင်းကိုတက္ကသိုလ်မတက်ရအောင်လုပ်เสียနီလန်တရားရှိတယ်။မင်းရဲ့အားကိုးရပါလဲ။မင်းအဖေစပွဲပေါ်ကတစိမ့်တုံးလေးပဲစာရွက်စာတမ်းတွေခိုးပြီးစာမှုပွဲအမှတ်တွေလဲတဲ့ကိစ္စပေါက်ကြားသွားရင်တော့ခေါင်းပြက်ရမယ်။ तू ဘယ်လိုသိနိုင်မလဲ။စာမှုပွဲဖြစ်ဆိုချိန်တွင်စကလုံးများကိုပုံမိုရှင်းလင်းစွာရေးရန်ကြိုးစားပါ။နောက်ထပ်ကိုစွန့်လွတ်ထားတဲ့ចောင်းသားတစ်ယောက်ပဲသူညတငါပြီးပါပြီဆရာကျွန်တော်စာရွက်ပြန်အပ်ပါတယ်သူကသူ့ဖြေလွှာကိုစောစောစီစီအနံခဲ့သူပါယူသွားပြီလားတင်ချာကအခက်ဆုံးပဲသူကမိနစ်45အတွင်းအဖြေအားလုံးပြီးသွားတယ်ကောလိပ်ဝင်ခွင့်စာမှုပွဲဟာကျုံးမိသားစုကိုချေမုန်းဖို့ခြေလန်းတစ်ခုသာဖြစ်ပါတယ်ခိရစီကြောင်းကြမှာခိုင်မာစွာရက်တည်နိုင်ဖို့ကျွန်တော်စီးပွားရေးစဖို့ပထမဆုံးအရေးနည်းလိုတယ်ရဲဘော် DIO တွေနဲ့ပတ်တီးတွေဒါကဆေးဘက်ဆိုင်ရာအဖွဲ့အတွက်အရေးပေါ်လိုအပ်နေတဲ့ကယ်ဆယ်ရေးပစ္စည်းတွေပါကျန်းမာရေးဌာနကခွင့်ပြုချက်ထုတ်ပေးပြီးသားပါမင်းပါခွင့်နဲ့3ပုံ1ပုံပဲပေးတာလဲနဲလွန်းတယ်ကျန်းမာရေးဌာနကငါ့ကိုဖိအားပေးနေတဲ့ရှားပါကုန်တွေကမရှိဘူးလို့ပြောတယ်ဒီနေ့ငါမင်းကိုပေးနိုင်တာပဲကျန်တာတွေအတွက်နောက်လာမှပြန်လာခဲ့ပါလား။အိုးစီးမြင့်မှာရှင်းရှင်းလင်းလင်းပြဋ္ဌာန်းထားတဲ့အထူးခွင့်ပြုချက်ကအတိုင်းပဲပစ္စည်းတွေကဤသည့်အဖွဲ့အစည်းမှကြမ်းတမ်းစွာမဆက်ဆံဘူး။ချိုးဖောက်ပါကယာတုမှထုတ်ပယ်ခံရမယ်။စကားကိုကောင်းကောင်းပြောဆိုရင်တော့ငါပြောဖို့မလိုဘူးပေါ့။ဝန်ဖုံမင်းမကြည်နဲ့ရင်အခုသက်ဆိုင်ရာဌာနတွေနဲ့ဆွေးနွေးကြရအောင်။မင်းကောင်တာအောက်ကစည်ရင်းစာအုပ်ကိုမထိပါနဲ့။မင်းရဲ့ပစ္စည်းတွေကိုယူသွား။နောက်တစ်ခါဒီလိုလူဆိုးမျိုးနဲ့တွေ့ရင်စကားများမနေနဲ့တိုက်ရိုက်လုပ်လိုက်ပါ။တန်းပြီးဆိုင်ကိုလှန်ပစ်လိုက်။လူချန်ဖုံကတို့ဝန်ထမ်းစာမှုပွဲမှာပထမရတာနဲ့ကြောက်အိမ်ကိုနင်းချဖို့အရင်နီးမလုံလောက်ဘူးငါရဲ့ပထမဆုံးစီးပွားရေးလုပ်ဖို့အရင်နီးလိုအပ်ပါတယ်ငါရဲ့အတိတ်ဘဝကအမှတ်ရနေတာဟာငါရဲ့အကြီးမားဆုံးလှုပ်ဝက်ချက်ပါပဲဖြောက်ကိုဒီနာရီတွေကိုကျွန်တော်ယူထားမယ်ရှစ်ပုံတစ်ပုံမင်းတို့နှစ်ယောက်ငါကိုလူရက်နေတယ်လို့ပဲမင်းနာရီကရေကျသွားတယ်ငါပြန်ပေးမယ်မင်းကခွေလာထပ်ပြီးစကားများရင်မင်းဒီလန်းတွေကနေထွက်မသွားနိုင်တော့ဘူးထိုးကြဆန်းနေကြဦးဒီကောင်ကဘဲကလာတာလဲဖြောက်ကိုအလုံးလုံးနေတဲ့ဝေးဝေးသွားစမ်းအိတ်ဖွင့်မှာပစ္စည်းကိုကြည့်ကျင်တယ်ကောင်းပြီမာသားပုတ်ကိုပြားဖျောင်းနဲ့လှုပ်ထားတယ်ရေဝင်ထားတယ်စိတ်မပူပါနဲ့လျှက်စစ်ညင်ကာကွယ်ရေးစတင်လို့တော့ခတ်သွားတာပဲပြန်ဖွင့်လို့ရတယ်ကောင်းလေးပျက်စီးသွားပြီးနက်ဖျားဆင်းပြင်တော့မရတော့ဘူး
ပြန်ကောင်းသွားပြီ။အိုးငါပစ္စည်းတွေပြန်ကောင်းသွားပြီ။ညီလေးမင်းကတကယ်နဲ့ဖျားပဲ။မင်းမကောင်းလဲမြန်မြန်ထွက်သွားစမ်းမဟုတ်ရင်နောင်တရမယ်။ငါကိစ္စကိုမဖြတ်နဲ့။အခု6နာရီခွဲရှိပြီနော်။ရဲတပ်ဖွဲ့နှိမ့်နှင်းရဲ့အဖွဲ့သူတို့လမ်းထောင်းကနေ3မိနစ်အတွင်းရောက်လာလိမ့်မယ်။မင်းရဲ့အားကိုးရာဒုတိယညွှန်ကြားရေးမှူးဝမ်ယာဒူးကနေကြာသွားပြီ။မင်းဖမ်းမခံချင်ရင်ငါနောက်ကိုလိုက်ခဲ့ငါရဲ့ကျေးဇူးရှင်မင်းကငါရဲ့ပစ္စည်းတွေကိုကယ်တင်ယုံတင်မကဘူးငါကိုလည်းကယ်တင်ခဲ့တယ်အိုးဖျားကြီးကျွန်တော်ယွန်း30ပဲရတယ်ကျန်တာကိုမင်းသိမ်းထားမင်းရင်ပြန်ဖို့လုံလောက်တယ်အလားကြရင်အတန်ဖန်းဆက်ရဲ့မာသားပုတ်ကိုယူလာခဲ့ကျန်တာကိုငါစီစဉ်ပေးမယ်မင်းချမ်းသာလာမယ်လို့ငါအာမခံတယ်ဘယ်ဟာကိုလိုချင်ပါသလဲယွန်း1050နဲ့တခုပေးပါပြမြဝန်ထမ်းတဦးအတွက်3နှစ်စာလစာနေညီများသည်ကြောက်ချင်းကြောက်ပေါက်ဒီအရင်နီးရှိရင်ငါတို့လုပ်ငန်းစလို့ရပြီမင်းတို့ရဲ့တေးတန်းစာချုပ်ကိုငါယူလာပြီးအခုဘာလုပ်မလဲဆိုတာကြည့်ကြပေါ့ကင်မရာနဲ့ဖလင်လို့ခြင်းနဲ့ရဲဘော်ကောင်းလူချန်ဖုံငါအဖေကြိုပြောထားပြီးမင်းရဲ့အဖေကငါအတွက်ပဲဖြစ်ရမယ်တကယ်လားဒါဆိုရင်ဒီနေ့အမှတ်ပြရအောင်အကောင်းဆုံးကြိုးစားပါမယ်ထိတ်တန်းပညာရှင်ဆိုတဲ့ဂုံပုံးနဲ့တခင်လေးကြောက်ဟာပိုပြီးအစွမ်းထက်သူဖြစ်ပါစေဒါကစာမေးပွဲစာရွက်မဟုတ်ဘူးဒါကကြောက်အိမ်အတွက်ပြင်ဆင်ထားတဲ့ပြားရည်တုတ်ထားတဲ့အစိပ်ပဲဖြည့်ရဲရင်ဖြည့်လိုက်စမ်းမင်းရေးထားသမျှအကုန်လုံးကချက်ချင်းငါပိုင်ဖြစ်သွားမယ်စာမေးပွဲပြီးပြီဒါပေမဲ့တကယ်စစ်ပွဲကအခုမှစတင်ရုံပဲရှိပါသေးတယ်ကြောက်ပေါက်ကူနဲ့ကြောက်ကျိန်မင်းတို့ရဲ့တေစီရင်တွေငါမှရှိတယ်အခုရဲကိုခေါ်တာကထောင်ချောက်ထဲဝင်လာတာနဲ့အတူတူပဲဒီအစီအစဉ်ကပြည်내အဆင့်ကြီးကြပ်ရေးကိုစောင့်ရမယ်